ပိုင်ရာအိတ်ကလေးတွေဝယ်ရင်ဒီလို dashboard လေးတွေနဲ့ရမယ်ဆိုတာသိပြီလားမသိရင်အခုပြောပြမယ်ပိုင်တို့ရဲ့ customer တွေအိတ်ကလေးတွေကိုသုံးပြီးသွားတဲ့အခါမှာပြန်သိမ်းရတာအဆင်ပြေအောင်လို့အခုလိုမျိုး dashboard လေးတွေနဲ့ packaging ကိုအဆင်ပြေပေးထားပါတယ်ဒါနဲ့စကားမဆက်အခုပိုင်လက်ထဲကအိတ်ကလေးက Quality Series Hoboto ဖြစ်ပါတယ်Quality Series မှာက small medium large ဆိုပြီးတော့3 size ထုတ်ထားတယ်အခုပိုင်လွယ်ထားတာလေးနဲ့အနောက်ကအယုံမလေးလွယ်ထားတာကဒါ medium size ဖြစ်ပါတယ်ရှင်ဒီဘက်ကဟာလေးကအဲ့ဒါလေးက large size လေးပေါ့နော်ဒါအကြီးကလေးအဲ့တော့ small လေးကကြတော့ cross body သုံးရတာဖြစ်ပါတယ်အဲ့တော့ဘာ size ပဲဝယ်တော့ဒီလိုမျိုး dashboard လှလှလေးနဲ့ထုတ်ပေးမှာ dashboard မှာလည်း Pyura logo လေးရပါပြီးသားထုံးစံအတိုင်းနှစ်ခုထပ်တူမရှိတဲ့ item တွေပဲ Pyura မှာထုတ်လုပ်တာမို့လို့ဘယ်လို design ဘယ်လို item လေးတွေကြံနေသေးလဲဆိုတာကတော့ chat box မှာလာပြီးတော့မေးပေးပါရှင်အားလုံးကျေးဇူးတင်ပါတယ်တတ